ချက်ပြီးတော့ကပ်ဝယ်လာပါလက်ပရာဦးနော်လက်ပရာဦးဘက်ကိုသွားမှာပါဝါလိုက်ထားမရှိရတာကြာဝါလိုက်ညောင်ရထားလိုက် BTS စိမ်းလိုက်ဥသွားမှာတော့လက်ပရာဦးဒီကောင်းနေတော့မှာပါလက်ပရာဒီမှာအမတီကိုချိန်ပြီးတော့မိုးချစ်ကိုတော့မှာပါဒီနေ့ weekend ဆိုတော့ချက်တူချက် market မှာဝယ်စရာလေးရှိလို့ဝေးများပါတယ်မေဇွန်ဖိုက်ဆိုင်ဝင်စားလို့ရပါတယ်ဆင်းရမှာပါတော်လေးဝင်ရမှာပါအားရရတော့ဘယ်နေရာပဲကြီးပေါ်နေပါတယ်အခုဖုန်းလေးကိုဒီစားလို့ဒီနားနေကြအောင်ပေါ်ကြတော့ပါတော့ထိုင်းလိုရေးထားပါတော့ထိုင်းလိုနားမလို့အင်္ဂလိပ်လိုပဲပြောင်းမယ်လက်ဖရာအိုကနေပဲသွားမှာလဲဆိုတော့ချက်တူချက်ကိုသွားမှာ Okay 2 38ပဲကြာပါတယ်လက်ကိုပဲပေါ့နော် This station ဒီလိုကြာနောက်မထည့်ရဘူးနောက်တစ်ထပ်ဆင်းရမယ်ဆိုတော့တူကြကန်ဆူရဲ့ဘက်ကိုသွားမှာဆိုတော့ဒီမှာတူတော့ဆောင်ပါမယ်။နေရပါတယ်။ဒီမှာချက်တူချက် station ကိုရောက်ပါပြီ။ရောက်ပါပြီ။ဒီရတော့ဒီပြောင်းဝင်တော့ဒီလေးပြန်လာပါလိမ့်မယ်။မုံဆိုင်တော့ပဲပါကျွန်တော်မှအရင် main ကြတဲ့ station တရားပဲပေါ့နော်အဲ့တော့ကျွန်တော်ငွေစင်းနဲ့တွေ့တော့တန်တာပေါ့အားလုံးလောက်နဲ့အဲ့ဒါပြရခုတော့တောင်းပြပါပေါ့နော်ဒီကတော့တောင်းတော့မကောက်ပါဘူးတောင်းတော့မှရှိပါတယ်ဒီရုံကကြတော့စိုးရိပ်ပိတ်တယ်တော့ဂျင်းနေတော်တော်များကြီးတယ်ဂျင်းဆိုတာဟိုဂျင်းထဲတော့ဘောက်ဂျင်းအင်ကြီးဂျင်းမောင်းမီတော်များများရှိပါတယ်ဒီထဲမှာဒီကနေပိတ်ကုန်ပါပြီဒီလိုချင်းနေဒီလမ်းပေါ်ပါလေ Give me back အမြဲတမ်းပေါ်ပါလေအားတော့အမြဲမောနော်ဟိုချင်းနေပေါ်တဲ့ဆိုင်မှာမကပ်ပါချင်းနေရောင်းပါလေဆိုတော့ချင်းနေရောင်းဆိုင်ကတော့ဒီကလေးဆိုင်မှာအားထွက်လိုက်တော့ဒီလမ်းဘက်ကိုရောက်သွားပါဘောနော်ဒီပုံစံမှာလေတော့ကျေဟာနေကိုတော့ပေါ်ပါလေလာလည်းမသိဘူးနော်လုံပြီးသားဝယ်ရတာကိုလုံရင်လည်းတော့ကိုယ့်ကိုလုံရင်မလာလည်းမသိဘူးလုံပြီးသားပဲရှိမယ်တဲ့ကဘာခါပါတယ်စားပါမယ်အစမနေတခုတစ်စက်ဒီကျွမ်းနေအောင်နော်ဘာကိုရောက်တိုင်းအစီရောက်ပြီလေအဲ့တော့ဒေါ်လာစီငိမ့်နေခါရောက်ဟိုဘယ်ချိန်မှပြန်လာဒီမပြောင်းတော့ဘူးသူကတော့
ပြလိုက်မယ်မြန်မာငွေနဲ့ပြန်တွက်လို့ရှိရင်နားခိုင်းတိုင်းရဟောဒီအတိတ်နဲ့ပြန်တွက်လို့ရှိရင်တော့ဘာမှတော့ဝယ်ရစားဝယ်ဖို့နေတာစားဖို့တော့တော်တော်စဉ်းစားမယ်အချိန်ကြီးဖြစ်သွားတယ်ဒီကပို့ပြီးမတက်ပါသေးနဲ့ပဲဆက်တောင်းတာပါမြန်မာငွေကြီးတက်မကြဘူးဘောနော်ဟုတ်ကဲ့ကြရင်တော့မလွယ်ဘူးပေါ့နော်နောက်ကိုင်းထားရတူကတော့ကောင်းရော size နော်တော့ရုပ်ရည်အများကြီးပဲဘာရုပ်ဒီမှတော့မသိဘူးရှင်စုံဒီရှင်ငါးလေးလားပြန်တော့ budget ချွေးကြ